အနန္တ၅ပါးကိုရှ िख ိုးပါ၏ဗျာအနန္တ၅ပါးရှ िख ိုးပြီးတဲ့နောက်ဒီကနေ့ဘုန်းကြီးဟောမဲ့ဇတ်ထုတ်ကကျေးဇူးရှိမှကျေးစွတ်ရကျေးဇူးဆိုတာရှိမှကျေးစွတ်ရတယ်လို့လောကဟောရှေးတုန်းကပညာရှိများပြောထားတဲ့စကားအရာဒီကနေ့ကျုပ်ဒီတရားကိုဟောမှာဖြစ်ပါတယ်ဒီတရားကိုဟောတဲ့အချိန်ခါမှာတန်တာကြီးလည်းမဟုတ်ပါဘူးလုံးချင်းဝတ္ထုတွေကလည်းမဟုတ်ပါဘူးကာတွန်းဇလန်းတွေကလည်းမဟုတ်ဘူးတရားနာပိဋကကျွတ်တို့သုံးတော့ကထွတ်ထားသဗ္ဗညုံမြတ်စွာဘုရားကိုရောမြတ်ကြီးဟောကြားတော်မူတဲ့ဘုန်းကြီးတို့သစ္ဆံကိရဇဒုက္ခနိဗ္ဗာန်၎င်းအထကထာမထုတ်နှုတ်ပြီးတော့ဟောကြားမဲ့ဇလန်းဖြစ်ပါတယ်ဒီဇလန်းကိုကျွတ်တို့သုံးတော့ကထွတ်ထားသဗ္ဗညုံမြတ်စွာဘုရားသခင်ကိုရောမြတ်သည်သစ္ဆံကိရိဝမဟန္တုအစရှိသဖြင့်ဟောကျွတ်တို့နောက်ဘဝတုန်းကကျေးဇူးရှင်ကိုကျေးစွတ်သွားတဲ့ဒုဋ္ဌကုမာရမင်းသားကိုအကြောင်းပြုပြီးတော့ဟောပါတယ်ထီဇလန်းကကျွတ်တို့ပြေတယ်ရမယ်ဆိုရင်အတိတေဘာရာနသိယအစရှိသဖြင့်ဘာယာနသိတိုင်းပြည်မှာဗြဟ္မရမင်းကြီးအုပ်ချုပ်စဉ်အခါတိုင်းမသိဘာယာနမင်းမသိဗြဟ္မဒဒီလိုဆိုကြလောကလူတိုင်းကြားဘူးကြဘာဖြစ်လို့ဒီလိုဆိုထားသလဲလို့ဆိုတော့များသောအားဖြင့်အတိတ်ဇတ်တော်တွေပြန်ဟောလိုက်တဲ့ချိန်ခါမှာဘာယာနသိဗြဟ္မဒဆိုရင်လွယ်ခဲ့သလောက်ကျမ်းဂန်ထဲမှာသူကများစွာခြေပန်းစားခဲ့တဲ့ကိုဘာယာနသိနဲ့ဗြဟ္မဒကသို့တော်လည်းပဲဒီဟာကဘုန်းကြီးတို့တိုင်းပြည်ကိုမသိလို့ဘာယာနပြောလိုက်ခြင်းမဟုတ်ရှင်မယင်ကိုမသိလို့ဗြဟ္မဒဆိုလိုက်ခြင်းမဟုတ်ဒီဇတ်တော်ထဲမှာပါတဲ့တိုင်းပြည်နဲ့ရှင်မယင်ဖြစ်ပါတယ်အဲ့ဒီဗြဟ္မဒမင်းကြီးမှာသားတော်တစ်ပါးဖွားမြောက်ထားလိုက်ဒီသားတော်တစ်ပါးဖွားမြောက်ထားတဲ့ချိန်ခါမှာဘရင်သားဆိုသလောက်ခြေပြားလေးထောက်ပြီးနှထင်သွေးရောက်မောက်မောက်မာမာနဲ့နေလာခဲ့တဖြည်းဖြည်းအရွယ်ကလေးကရင်ပြီးတော့လာခဲ့အရွယ်လေးရလာလေမာနကြီးလေအရွယ်လေးရလာလေဒေါသကြီးလေရွှေနန်းတော်ကြီးမှာဘရင်သားပဲဆိုပြီးတော့နန်းတွင်သူနန်းတွင်သားတွေရဲ့အပေါ်မှာဘယ်သူမှမထောက်မညာပဲနဲ့မောက်မောက်မာမာပြောဆိုကြိမ်ဝါပြီးတော့လာခဲ့တော့လေဘရင်သားလို့ဆိုတော့သူ့ဘယ်သူမှအမတူရဲဘူးဒီလိုသူ့ကိုဘယ်သူမှအမတူရဲပဲနဲ့နေပြီးတော့လာခဲ့ရခမည်းတော်လောကပြောတဲ့စကားလူပေါ့တခွေတွေ့သေးတာပေါ့ကွာအခုပြောနေကြတွေ့တော့ပြီးအောင်မလုပ်လိုက်ဖဲနဲ့ချိန်တာမင်းတော့တခွေတွေ့သေးတာပေါ့ကွာအကွေတွေကအများကြီးတွေ့တဲ့ချိန်ရိုက်ရှင်ရိုက်ပဲသတ်ရှင်သတ်ပလိုက်အဲ့ဒီရညိုးကလည်းအတော်ခွာကြတယ်တစ်ခါနော်ဒါကြောင့်တရားနာပရိသတ်ခမည်းတော်ပြောတဲ့စကားနဲ့ကျုပ်ကရှင်ပြောရနန်းတွင်သူနန်းတွင်သားတွေဟာဒုဋ္ဌကုမာရမင်းသားကိုဒေါသဖြစ်ကြတော့လေအကွက်ကောင်းကိုစောင့်ပြီးတော့လာခဲ့ရှင်းနေအောင်ဘောကွာဟဲ့လုံးနေအောင်ဘောကွာငါညီလောက်ရှိတဲ့ကလေးကငါဘရင်သားပဲဆိုပြီးတော့ငါကိုမင်းနဲ့ငါနဲ့ပြောတယ်ကျင်းနဲ့မောင်းနဲ့စွနေအောင်ဘောကွာဝရဝုဒ္ဓိဆိုတဲ့အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေကိုမလေးစားတဲ့မင်းလိုကောင်ဟာတနေ့ကျသေချင်းစိုးနဲ့သေရမယ်ဒီကဲ့သို့တရားနာပိဋကကျင်းဝါပြီးတော့လာခဲ့ဒီလိုနေလာခဲ့ရအခွင့်ကလုံးဝမသိ냐အခွင့်မသိမဲနဲ့နေပြီးတော့လာခဲ့ရဟောဒီကနေ့တော့ဒုဋ္ဌကုမာရမင်းသားကမင်းကြီးယောက်ျားတွေနဲ့အယောင်ဆောင်တွေနဲ့ဟောရွှေနန်းတော်ကြီးမှာရှိတဲ့မောင်းမချွေရန်တွေနဲ့ဘရင်သားဆိုတော့လေတရားနာပရိသတ်ရေပျော်ပျော်ပါပါကြီးငါမြစ်စိတ်ကိုရေကစားသွားခြင်းနဲ့ဆိုတော့သူ့အလိုလိုက်ကြရမေတ္တာရှိလို့သနာလို့ချစ်လို့တော့မဟုတ်ဘူးပေါ့ကြောက်တာနဲ့ခက်တယ်မလိုက်လည်းမကောင်းဘူးကိုင်းသွားကြဆိုပြီးအကုန်လုံးပြုံပြီးလိုက်ကြရဒီလိုရေကစားသွားတဲ့အချိန်ခါမှာလှေနဲ့သူ့ကုသိုလ်ကဆိုးကျင်တော့ဟောစနေတော့ရခန်းကနဂါးကိုဂလုံးဖန်ကလေးလေနီချမ်းကြီးတက်လာမိုးလုံးလေလုံးကြီးတက်လာတော့မှောင်မဲပြီးတော့ဘာမှမမြင်ရအဲ့ဒီချိန်ခါမှာအစိမ်းဝါစားခြင်းအောင်ဘရင်သားကိုမုန်းလာခဲ့သောနန်းတွင်သားများသည်အကွက်ကောင်းရခဲ့လေပြီဟန်ကြမင်းတတ်ချင်နေတာကြာလား
ဘရင်သားဆိုတော့မသတ်ရဲလို့မင်းကလူဘာဝပြီးတိုင်းသူပြည်သားရဲ့အပေါ်မှာထော်လော်ကန့်လန့်ဘယ်တော့မှစကားကိုချိုချိုသားသားမပြောဘူးဒီကနေ့မင်းသေဘေးဆိုင်ပြီးကွာဆိုပြီးလှေပေါ်ကနေပြီးတရားနာပြိတ္တကြီးခြေထောက်နဲ့ဇုံပစ်ကန်ချလိုက်မောင်မဲနေတဲ့အချိန်ဆိုတော့ဘယ်သူကလုံမှန်းမသိဘူးဟေးဘယ်သူတော့ဟာတော့ချာဘောကာရီလည်းမြုပ်သွားကိုကာရီပြောရဆိုရင်မြုပ်သွားဟေးလေလောကငါလေဘော်တင်မြစ်စိပြန်ဖို့ကြမြစ်စိပြောမိမယ်မြုပ်သွားတော့ဗဇက်ကမပြီးတော့ဒီလိုနဲ့တွန်းချလိုက်တာတရားနာပရိသတ်ကြီးတွန်းချပြီးတော့လှေခတ်တုတ်လှော်ပြေးကြနေရပြီမင်းသားနေရတဲ့နောက်ရွှေနန်းတော်ကြီးကပြန်ရောက်ကြတော့ဟဲ့ငါဤသားတော်ကိုဒုဋ္ဌကုမာရမှန်လားပါဗျာမြစ်စိရေကစားသွားကြတဲ့အချိန်ခါမှာမိုးကြီးလေကြီးကြပြီးတော့မှန်လားပါဗျာအမျိုးရှာတော့လေသားတော်ကြီးဒုဋ္ဌကုမာရမတွေ့တော့ပါဗျာသူ့ကြမှာသူ့ဖန်တီးတာပဲထင်ရကွယ်တော့ငါသားကလည်းငါသားပဲအတော်ဆိုးတာငါမသိလို့မဟုတ်ဘူးဟဲ့မင်းကြီးများဗျာငါသားဆိုးတာမင်းတို့သိကြရဲ့မှန်လားပါမေးတာမဟုတ်ဘူးသိကြရဲ့လားမဆိုးပါဘူးဗျာမဆိုးပါဘယ်နဲ့ငါမင်းလိုလိုက်မင်းဆိုင်တင်ပါနဲ့ငါသားဆိုးတာငါရှင်မရင်သိမှတော့မင်းတို့အမတ်တွေသိရမယ်ဗောတိုင်းသူပြည်သားနန်းတွင်သားများရဲ့အပေါ်မှာမောင်မာနဲ့သားဆိုးလာ냐တော့လဲပဲကိုဤရင်မှဖြစ်တဲ့သွေးမို့မျက်နှချိုသွေးပြီးတော့သာလာခဲ့ရတန်တော့ကွယ်တို့သူ့ကြမှာသူဖန်တီးတဲ့ကိစ္စကအဲ့ဒီအကြောင်းကိစ္စတွေလည်းပါတယ်ဒါကြောင့်မင်းကြီးများရှိစေတော့ဘယ်လိုရှာလို့မှမတွေ့တာဖြင့်သူ့ကံပေါ့နဲ့ဘယင်ကြီးကလည်းဖြေလို့ရပြေကြတော့လေတဖြည်းဖြည်းတော့တရားနာပိဋကသေသွားတယ်လို့အောက်မေ့သဖြင့်သေသွားသူကြားရင်မေ့ကြသဘောမေ့ဘူးလားပိဋကကြီးသူတို့သေတယ်ဆိုပြီးမေ့နေကြတော့လေဟောတရားနာပိဋကဒုဋ္ဌကုမာရကမသေးဘူးကျွတ်စုပ်ကလေးလိုပေါ်လိုက်မြုပ်လိုက်နေတော့ပြုံးမနဲ့တစ်တုံးကြီးတုံးမျောလာဟာမလေးဖြာဒုဋ္ဌကုမာရဖျားတတော်သေးရဲ့ဆိုပြီးတစ်တုံးကြီးတအားလောင်းဆွဲလိုက်တစ်တုံးကြီးဖက်ဟမလေးမောလိုက်တာဒုဋ္ဌကုမာရမင်းသူများလှုပ်သမျှအခုမင်းကိုလေမြစ်ထဲကြမှာကန်ချတဲ့ကိစ္စမင်းအပြစ်တွေလည်းများစွာရှိတယ်ရှိပါစေတော့လှုပ်ကြပါစေတော့ဒီလိုပြုတ်နိုင်တဲ့အချိန်ပြုတ်ကြအောင်ပေါ့ဆိုပြီးတစ်တုံးပေါ်မှာချမ်းအေးနဲ့ပါသွားလိုက်ဒီထဲတရားနာပြေသာမိုးကြီးလေကြီးထံရောက်တောင်ဖို့ကြီးကပြိုထွက်ပြီးတော့ရေစားတာနဲ့ဟောမွေကြီးတစ်ကောင်ကမျောလာတော့တစ်တုံးကြီးတွေ့တစ်တုံးမှာမွေကြီးကဝင်တက်လိုက်မလေးဟာတိတ်အောင်လည်းမဖြစ်ဘူးငါပါလာသူသိတယ်မသိဒါပတိသူအမလေးတခွန်းអော်လိုက်ကြတဲ့ကမွေရသူကြောက်တယ်သူကလည်းမွေကြောက်တယ်ပြေးသားကြီးကျုံနဲ့မှားခဲ့မယ်နော်ရန်ကုန်မြို့ပါဆိုတော့ဒါဒီအတော်လေးရှားပါတောဒေသကြီးသိပ်များတယ်ဒါပေမဲ့လို့မြို့ပါဆိုတော့လဲတာဂေတထွက်သွားလိုက်တော့လေခွက်တယ်နော်ခင်ဗျားတို့မြို့ပြင်မဲ့ထွက်သွားလိုက်လဲတွေမွေနဲ့လူအကြောင်းကျုံနည်းနည်းလေးပြောလူသားတွေဟာမွေကိုတွေ့ရင်တတ်ချင်ဒါနဲ့သတိပြုပါမတတ်ပါနဲ့ခန္ဓာပရိတ်ဆိုတာဘုရားကိုယ်တော်မြတ်တန်မြင်ညဟောပြခဲ့တာမဟုတ်ဘူးအခုတည်းထိမွေကပ်ရင်ကုနေတဲ့မြန်မာဆေးဆရာတွေကခန္ဓာပရိတ်ကိုသုံးကြတော့ဝိရူပခေမေမေတ္တာအေယပထေဟိမေဘာရုံတာဘာပြောတာမေတ္တာကိုအရင်ခံထားရခမည်းတော်ကမွေကိုမေတ္တာမထားနိုင်လဲရိပ်ပြိုးနှုတ်ကောင်းဆိုင်မတွေ့လိုက်နဲ့တွေ့ရင်ရိုက်တာဟာမွေရိုက်တတ်တာခမည်းတော်ကလည်းတွေ့ရင်တတ်မယ်ဆိုတဲ့စိတ်ရှိသဖြင့်ခမည်းတော်ကဥရင်ဥမဥလို့သူတို့ကတွေ့ရင်လည်းပဲမွေတွေ့တတ်မယ်ဆိုတဲ့လူကအကြိုက်ခံရတတ်တယ်ဒါကြောင့်မေတ္တာစိတ်လေးမွေးကြစမ်းပါတရဝါရီဆိုတာမွေမကြိုက်လည်းသိမှာပဲမွေဆိုတာလည်းခမည်းတော်မရိုက်လည်းသိမှာပဲဓမ္မဝတ္တခါသေကြရမယ်တတ္တဝါတွေဟာသူ့ပယောဂကြောင့်ကိုမသေးလို့နဲ့
ကိုပယောခါကြောင့်လည်းသူ့မသေးစေနဲ့အဲ့ဒီကဲ့သို့မေတ္တာစိတ်များထားကြပါလို့ဒါမွေနဲ့ပတ်သက်လို့ကြည့်ဟိုမှာတစ်တုံးကြီးပေါ်မှာလူကလည်းကြောက်တယ်မလီငါမြန်ကြိုက်လိုက်ရင်မွေကြီးကလည်းဟာနဲဟာကြီးမဟုတ်ဘူးလူကိုနဲ့ဘူးကြီးဆိုပြီးကြောက်လူဘုံကလည်းသေးတာမှမဟုတ်ဖဲကိုအခက်မသေးလို့အချင်းကြားကြမှသာကြိုက်ကြတယ်မွေရလည်းလူတွေ့ကြောက်တာပဲပြိဿရဲ့ကြည့်မွေနဲ့လူနဲ့ကြောက်ပြီးတော့အဲ့ဒီပေါ်ပါသွားတယ်တစ်တုံးဒီထဲတရားနာပြိဿရဲ့ကြွက်ကြီးဒီကောင်ကမျောလာပြန်ကြွက်ကြီးဒီကောင်ကမျောလာတော့တစ်တုံးတွေ့တစ်တုံးမော်လာတဲ့ဟာကြွက်ကြီးဟာကြွက်ကမွေမြင်လိုက်တော့လူဘက်ကလူကလည်းအမွှေးဆုပ်ဆုပ်နဲ့မဲနေတဲ့ကောင်ကြီးတို့မလေးဘာကြီးဟာလမ်းသွားရကနေပြီးတော့ဒီထဲတရားနာပြိဿရဲ့ဟိုမွေကဦးကနောက်ကြွက်ကပဲ့ကလူကတစ်တုံးအလေကောင်မော်ကဒီလိုနဲ့သုံးခုသာရည်တဲ့မျောပြီးတော့လာခဲ့ကြဟောလာပြန်ပြီပြိဿကြီးလက်ပံပင်ကြီးလေတိုက်လို့လဲသွားတော့ကြေးသားလေးရည်တဲ့မျောလာဒီကြီးနဲ့မျောလာရမှနေပြီတစ်တုံးကြီးတွေ့တော့တစ်တုံးကိုသွားတက်လာပြန်ပြီဟေးမေဟိုဘက်သိမကနဲ့မင်းရဟိုအကောင်ရှိကြီးကြိုက်လိုက်လိမ့်မယ်မွေကိုပြောတာအကောင်ရှိကြီးဆိုတာကြိုက်လိုက်လိမ့်မယ်ဒီဘက်ကဆိုတော့ကြေးသားနဲ့ကြွက်ကကတ်ရဲ့အဲ့ဒီလို၄ယောက်သားပါသွားလိုက်ကြတာတရားနာပရိသတ်ရဲ့ဒီလို၄ယောက်သားမျောပြီးတော့အသွားကျွတ်တို့သုံးလောကထောထားသဗ္ဗညုမြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့ဖယားအလောင်းတော်ကြီးကဥဒိစ္စမဟာကာလပုံနာမျိုးမှာကာမဂုဏ်အာယုန်နဲ့စွန့်ခွာပြီးတော့ဟောရသေးဝိနေတကိုပရိသတ်အဲ့ဒီခင်ကမြစ်ကြီးရဲ့အနီးကျောင်းသင်္ကန်းမှာတည်င်းသုံးပြီးတော့နေကြိုက်မိုးကလင်းသွားပြီတရားနာပြိတ္တလေးကလည်းငြိမ်းသွားပြီအဲ့ဒီလိုမိုးတွေလေးတွေငြိမ်းပြီးတော့အသွားစင်းညံလျှောက်ရင်းနဲ့မြစ်ကမ်းစာရောက်လာတော့ဒုဋ္ဌကုမာရရဲ့အသံကိုကြားပြီးကဲတော်မူပါအောင်ကျုပ်ကိုကဲတော်မူကြပါဗျာနဲ့အဲ့ဒါလို့អော်လိုက်ကြားပြီဖျားလောင်းတဲ့သိကြီးဟာအလိုကြည်စားဒုက္ခဖြစ်လာတဲ့တတ္တဝါရည်တဲ့ဘယ်လိုကိစ္စကြောင့်ဘယ်ကမျောလာပါလိမ့်မတုံးလို့ကြည်လိုက်တစ်တုံးတွေ့လိုက်လာတကူအလေဒီကိစ္စငါကဲမှာပါပဲလို့ဖယားအလောင်းတော်ကြီးများရဲ့မေတ္တာဓာတ်ဟာလေမိမိအသက်မိမိချမ်းသာမိမိကိုယ်ခန္ဓာကိုပရဏာမထားပဲနဲ့ဒီလိုဒုက္ခဖြစ်လာတဲ့တတ္တဝါကိုကယ်ဆယ်ရမယ်နေရာမှာသူမတူတဲ့မေတ္တာဓာတ်ခံရှိပါတယ်ဗျာဘယ်လိုနဲ့မှမတူအောင်ထားရှိရတဲ့မေတ္တာဓာတ်ကြီးနဲ့ရေတဲ့ကူးလာခဲ့တစ်တုံးကြီးဆွဲသွားတယ်ဒီဘောဘာကောင်းလေးပါမှအစုံမသိဘူးဆွဲသွားတော့တစ်တုံးကြီးကန်းစာရောက်လို့ကြည့်လိုက်တော့ဟာအိုးလူရင်းမှာကမွေကြီးကလည်းပါလာဟာကျွဲ့ကြီးသားအမလေး၄ယောက်သားဒုက္ခဖြစ်လာကြငါရဲ့ပြင်းနဲ့တွေ့ရလို့တင်တို့အသက်ချမ်းသာတော့တကောကဲလာကြခေါ်တော့ကဲစဉ်းစားကြည့်ပေါ့ပြိဿမေတ္တာရှိတဲ့ယသိမေတ္တာရှိတဲ့ယသိကိုမွေရကြွက်ရကြေးသားရမေတ္တာပြန်ရတယ်ပြိဿရဲ့အဲ့ဒီလိုခေါ်သွားပြီးကန်းစာမှာတရားနာပြိဿရဲ့မိဖို့ပေးလူသားကတော့တဲ့အသက်ပြင်းနေတဲ့ချမ်းသာလေးလောက်နဲ့ပြုံးမနဲ့မသေးနိုင်ဘူးတဲ့မြန်သေးမဲ့တရိษံသိငယ်တဲ့တရားဝါတွေကိုငါအရင်စောင့်မယ်မိဖို့ပေးတဲ့ပြိဿအစားကျွေးပြန်တော့လဲမွေရဲကြွက်ရဲကြေးသားရဲအရင်ကျွေးတယ်ဒုဋ္ဌကုမာရကျွေးပါတယ်ဒါပေမဲ့လို့ဒုဋ္ဌကုမာရမင်းသားရဲ့အမြင်ကကြည်စားရပိယုတ်ဆယ်ရကျေးဇူးမမြင်တော့ရပိယုတ်ဘယ်နေပြဘာမဟုတ်တဲ့တရိษံတွေအရေးလုပ်ပြီးတော့ငါလူသားတော့ဂယုမထားပဲနဲ့ကြည်စားအခုဟိုဟာတွေအရင်ကျွေးဟိုဟာတွေအရင်မိဖို့ပေးခိုင်းရှိစေအောင်တော့လူသားဖြစ်တဲ့ငါအပေါ်မှာမလျော်ခံတဲ့အမှုသင်ရသိပြုတ်ရမလားလို့ခုပြီးတော့ရညှိုးထားခဲ့
ဒီလိုရညှိုးထားပြီးတော့သူတို့ကိုလည်းပဲရသေးကြီးက2ရက်3ရက်ကျွေးသူရညှိုးမသိဘူးပေါ့သူရညှိုးမသိဘူးပေါ့ပရိသတ်ရဲ့ရသေးကြီးကဒီလိုနဲ့တရားနာပရိသတ်ကြီး2ရက်3ရက်ထားပြီးတော့ပြန်ကြတော့မယ်ကျန်မမချမ်းသာသာဖြစ်တော့ကိုယ့်ရဌာနပြန်ကန်နီးမွေကြီးကလည်းကျွတ်တို့ရသေးကြီးကိုရှစ်ခိုးကျဲမွေကြီးကရသေးကြီးပါလို့ဘယ်ရလက်နဲ့ငှားရှစ်ခိုးသူများကတိကတဝင်မှာကိုကထဲ့ပြောอ่ะမွေလက်ပါလို့လားလို့မေးခြင်းမေးနေနော်ရှစ်ခိုးတယ်ဆိုတာအမှန်တော့အယိုသေးပြုကာရဝထားတယ်စိတ်ညွတ်တယ်နမာမိရှစ်ခိုးပါဤနမာမိပါဠိမြန်မာလိုပြန်တော့ညွတ်တယ်ဘာညွတ်တာတော့မနောကမှာညွတ်တယ်အခုသူ့စိတ်ကမနောကညွတ်တယ်ကာယကလက်ကရှင်မခိုးတတ်ပြီမဲ့လို့မွေကခေါင်းငိမ့်အောင်တော့ကောင်းငိမ့်အောင်တော့ရှာကလေးထုတ်လိုက်အောင်တော့ပေါ့ဗျာသူ့တဘာဝလေးနဲ့သူအဲ့ဒီကဲ့သို့ဥညွတ်ပြီးတော့ရသေးကြီးကိုရှ िख ိုးတယ်ရှ िख ိုးပြီးတော့ရှင်မယားကျေးဇူးကြီးမှလာပါပြီအရှင်ဖယားကြောင့်တပည့်တော်တို့အသက်မသေးကြတာပါဗျာကျေးဇူးကြီးမှတဲ့အရှင်ဖယားကိုတပည့်တော်ကျေးဇူးဆက်လိုပါတယ်ဗျာရှင်မယားတပည့်တော်တန်မြင်ကြမဟုတ်ပါဘူးတပည့်တော်မွေးပေမဲ့လို့ဆင်းရဲတဲ့မွေမဟုတ်ဘူးဗျာမွေမွဲမဟုတ်ဘူးဗျာမွေတစ်ထေးမွေတောင်တစ်ထေးရှိနော်မွေတစ်ထေးဗျာတပည့်တော်သည်ဂရီ40ကျွဲဝတဲ့မွေတစ်ထေးဖြစ်ကြောင်းပါဗျာကဲမွေရဂရီ40နောက်ဘဝကဂရီ40ကျွဲဝတဲ့တစ်ထေးကပစ္စည်းတွေမြုပ်ပြီးသေတော့ပစ္စည်းဆွဲလန်းတာနဲ့မွေလာဖြစ်တယ်သူပိုင်တဲ့ပစ္စည်းတွေဂရီ40တဲ့ပြုတ်ဒါကြောင့်ဆွဲလန်းပြီးတော့မသေးကြနဲ့နော်ကြည်တရားနာပြေတကြီးမလားပါဗျာအရှင်မယားအလိုရှိသောခါမှာအမောင်မွေရဲ့လို့မွေလို့ခေါ်ပြီးတော့တပည့်တော်နာမည်ကလေးသာတက်ပြီးတော့ကြွခဲ့ပါတပည့်တော်ဂရေ40ကိုလိုအပ်ရလဲလှူပါမယ်ဗျာမွေကကျေးဇူးတိတတ်တာဗျို့တရိษံသာဖြစ်တယ်တသေးကြီးကတော့အေးငါအလိုရှိတဲ့ခါလာခဲ့မကွက်နောက်ကြွက်ကလည်းမှန်လားပါဗျာမွေချမ်းသာပြီမဲ့တပည့်တော်လည်းမမွေးပါဘူးဗျာမွေချမ်းသာပြီတပည့်တော်လည်းမမွေးပါဘူးဗျာတပည့်တော်ကြွက်တဲ့သေးပါဗျာမဲသူကလည်းလာပြန်နေပြီဣဇအားကြမခံပေါ့လေတရိษံကြီးကြွားနေကြကြွက်တဲ့သေးပါဗျာတပည့်တော်လည်းကြွက်တဲ့သေးဖြစ်ချင်းကြောင့်အရှင်မြတ်ဂရေ40တပည့်တော်ချမ်းသာပါလို့ဗျာမြေကန်းစာမှာဂရေ40ရှိပါသဖြင့်ဖယားတပည့်တော်အလိုရှိတဲ့ခါမှာအမောင်ကျွဲ့ဆိုပြီးတော့တပည့်တော်ထံရောက်အောင်သာရှင်မရကြွခဲ့ပါတပည့်တော်ဂရေ40ကိုလှူဒါန်းနိုင်ပါတယ်ဗျာကြွက်ကလည်းအဲ့ဒါလို့ရှောက်ကြေးသားလေးကလည်းရှောက်တယ်အရှင်မရတပည့်တော်မွေတို့ကြွက်တို့လို့ရွှေရင်းငွေတွေအသမားတွေမရှိပေမဲ့လို့တပည့်တော်ပါလေကြေးသားရွှေမျိုးတွေများစွာရှိပါဗျာအရှင်ဘုရားကိုဇဘာတနှံစီချီးပြီးတော့ဇဘာလဲအစီတိုက်100လောက်ထိအောင်တပည့်တော်တတ်နိုင်ပါတယ်ဗျာသူကလည်းတလေးစဘာတွေလှူနိုင်တဲ့ပြိဿအတောင်မှလေးရှက်ပြီးတော့ရှစ်ခိုးတဲ့ခြေသားလေးကငါလိုရှိတဲ့ခါလာခဲ့မကွဒီတော့ဒုဋ္ဌကုမာရစဉ်းစားတယ်ကိုစီကိုငှသူတို့ကအလိုရှိတဲ့ခါလာခဲ့ပါတဲ့လူသားဖြစ်တဲ့ငါကလည်းပဲမပြောရင်တော့မကောင်းဘူးစိတ်ထဲကမပါတာအပထားပြောတော့ပြောရအောင်ရှင်ရသေးကြီးရဲ့ကျေးဇူးကြီးမှလှပါသဖြင့်အကျွန်းတို့သည်တာမမဟုတ်တိုင်းပြည်အုပ်ချုပ်တဲ့ဘရင်သားဖြစ်ကြောင်းပါဗျာတိုင်းပြည်ရောက်သောခါအရှင်မြတ်သည်ဖယားတပည့်တော်လဲဖခမဲတော်လောရဲဖြင့်တိုင်းပြည်အုပ်ချုပ်ဘရင်လောက်ရမယ်ဘုံကံနဲ့ဘရင်များဖြစ်ခဲ့ပါသောရှင်မယားတပည့်တော်ထံသို့ရောက်အောင်ကြွပါဗျာတပည့်တော်သည်အရှင်မယားကိုကျေးဇူးဆက်ပါမယ်ဗျာမဟုတ်တာအပထားရညှိုးထားတဲ့ဒုဋ္ဌကုမာရကလည်းဒီလိုလျှောက်ပြီးတော့ပြန်ညဆိုကြပါစို့ဒီလိုပြန်သွားတော့တရားနာပိဋကရေဒီလိုပြန်သွားတော့ဘုရားလောင်းတော်ရသေးကြီးကလည်းတဖြည်းဖြည်းတစနဲ့သူကမ္မထန်တရားပဲသူကြိုးစားအထုတ်ပြီးတော့လာခဲ့ရမှာ
အော်ကျေးဇူးဆက်ကြမှတဲ့ကျေးဇူးကိုသိတတ်တဲ့မွေကလည်းကျေးဇူးဆက်ဖို့ရရှောက်သွားပြီကြွက်ကြီးကလည်းရှောက်သွားကျေးသားလေးကလည်းရှောက်သွားဟောလူသားကလည်းငါ့ကိုရှောက်သွားတယ်ငါဒီကျေးဇူးဆက်လို့တဲ့ပုဂ္ဂိုလ်လေးဦးရဲ့ထံသို့စုံစမ်းရငါကြွတော့မွေထံအရင်သွားမွေထံရင်သွားပြီးတော့တောင်မိုးကြီးနားရောက်တော့အမောင်မွေနဲ့ဟေးမွေနဲ့ခေါ်လိုက်ဟာတောင်မိုးကြီးကထွက်လာကြည်ရနာပြေးတာတောင်မိုးကြီးကထွက်လာပြီးတော့ရသေးရှိခိုးလက်မပါဘူးတခါခိုးလိုက်ရအောင်လို့ညွတ်တဘောဗျာစိတ်ထဲကညှုတ်ပြီးတော့ရှစ်ခိုးအဲ့ဒါလို့ရှစ်ခိုးပြီးတော့အရှင်ဗျာဟောဒီနာမှာတပည့်တော်ရဲ့ဂရေ40ပစ္စည်းတွေပါဗျာအခုယူမလားဗျာကြွေးတော့လှူနိုင်ပါတယ်ဗျာအရှင်ဗျာလို့ရှိလို့ကြွလာသလားဗျာဟဲ့အမောင်မွေအလိုရှိလို့ကြွလာတာမဟုတ်ပါဘူးကွယ်ငါအလိုရှိတဲ့ခါကျတော့မင်းပြောမယ်ပေါ့ကဲထားလိုက်လိုတဲ့ခါပြောမယ်ဟဲ့ကျေးဇူးတကယ်သိတတ်မသိတတ်ငါလည်းစုံစမ်းရင်ကြွလာမှလားပါဗျာတကယ်သိတတ်တဲ့မွေပါဗျာအေးငါသွားမှာကွယ်အဲ့ဒီတော့မှတရားနာပိဋကမွေကလည်းတွင်းနဲ့ပြန်ဝင်သွားဟောမွေထံကတော့ကျေးဇူးတရားတကယ်သိတတ်တာသိကြရပြီနောက်ကြွက်ထံရောက်ကျွဲ့ရေအမောင်ကျွဲ့မောင်ကျွဲ့နဲ့တခါတည်းခေါ်လိုက်မောင်ကျွဲ့နဲ့ခေါ်လိုက်တော့ထွက်လာတဲ့ကျွဲ့ကြီးကအမွှေးစုပ်ဖွားနဲ့ကျုပ်ကြီးဂရီပါအုပ်ထားလာတော့မသိဘူးတရားနာပြိတ္တာသူကလည်းဂရီ40နဲ့ကျွဲ့တဲ့သေးဆိုတော့လေဂရီပါတွေအုပ်ချင်းအုပ်မယ်ပေါ့အုပ်နိုင်မှာပေါ့ခင်ဗျားတို့ဖောက်ခရလောက်တော့အပြော့ပေါ့ဗျာဂရီ40ချမ်းသာတဲ့ကျွဲ့ကဲထွက်လာပြီတရားနာပြိတ္တာရေအရှင်ဗျာအလိုရှိလို့ရှိရင်ဂရေ40ကိုအရှင်ဗျာတပည့်တော်အခုလှူလိုက်ပါမယ်ဗျာအမောင်ကျွဲ့ငါအခုမလိုချင်သေးဘူးကွထားလိုက်အလိုရှိတဲ့ခါမှာမင်းထံငါလာလှူခံမယ်တင်ပါဗျာကြွက်ကြီးကလည်းသူ့နေရာသူပြန်သွားနောက်ကျေးသားလေးထံရောက်အမောင်ကျွဲ့နဲ့ကိုရွှေကြီးနဲ့ခေါ်လိုက်တော့ကျေးသားလေးဟောရှင်ဗျာသူရစောင့်နေတာကြာပါပြီဗျာတပည့်တော်ရွှေတွေမျိုးတွေကြေးသားတွေနဲ့အတူတကွလဲအစီတရားတိုက်လောက်တဲ့စကားတွေကိုတပည့်တော်ပို့ပေးပါမယ်အခုလိုသလားဗျမလိုသေးဘူးအမောင်ကြီးရဲ့လိုတဲ့အခါကျမှငါလှမ်းပြီးတော့မှားလိုက်တရိษံနေထားပြီလှမ်းလို့ရပြီတရားနာပြိဿအဲ့ဒီလိုတရိษံနေရဲ့ထံမှာစုံစမ်းလို့ရပြီးတဲ့နောက်ဟောဒုဋ္ဌကုမာရကလည်းရွှေနန်းတော်ကြီးပြန်ရောက်လို့သူ့ဘုံကံအလျောက်တိုင်းပြည်အုပ်ချုပ်တဲ့ဘယင်ဖြစ်ပါရောဗျာဘယင်ဖြစ်နေတဲ့အခိုက်အတန့်လူသားရဲ့ထံသို့ငါသွားမယ်ငါသွားပြီးတော့စုံစမ်းမယ်လို့ဆိုပြီးတော့ကြွသွားရသေးကြီးကြွအသွားဒုဋ္ဌကုမာရမင်းသားကလည်းဆင်းပြူလိအလားမြင်ပြီးကြည်စမ်းငါကိုအရေးမစတရိษံလောက်ကဂယုထားပြီးကျွေးခဲ့မွေးခဲ့တဲ့ရသေးလမ်းကြားမှာဆုံးပြီးတွေ့ပြီသူငါခေါ်ထားတာကိုအဟုတ်မှတ်ပြီးတော့ငါထံသို့ကပ်လာတဲ့ရသေးတွေ့ကြသေးတာပေါ့ဒီကိုငါဒီတိုင်းမထားဘူးကျေးဇူးမဆက်တဲ့ပြင်တရားနာပရိသတ်ရေတရိษံလောက်မှမသိတတ်တဲ့မင်းသားပေါ့တရိษံလောက်မှမသိတတ်တော့ဟဲ့ပေါင်းမင်းများဘုရားမင်းလာဟိုမှာရှိမှရသေးညင်းညောင်းပါဘုရားအဲ့ဒီရသေးရုပ်အားငါထံမကပ်စီနဲ့ခီနန်စီစိန်လူယူမှမသိဘူးအရေးခြုံပြီးသူတော်ကောင်းဆောင်ဆောင်းနေမှလည်းမသိဘူးသွားငါမကြည့်လို့ဘူးငါမမြင်လို့ဘူးဆွဲပြီးတော့တရောင်နဲ့ထောင်းထုံနဲ့ရိုက်ခင်းနဲ့ပေါက်လှုပ်ချင်တယ်လို့လှုပ်ပြီးတော့တုတ်တန်ကထောင်းသေအောင်တက်လိုက်ကြခိုင်းပြီလို့ရက်စက်လိုက်တာတပေကြီးသွားပြီးတော့အာနာဘုကွယ်သားတွေဆွဲကြငင်းကြဟဲတကားတို့ဘာလို့ကြတာတို့ဘာမှမလုပ်ဘူးဒုက္ခပေးမလို့ဘယ်နဲ့ဒုက္ခပေးမှာတော့ဘယ်နဲ့ဒုက္ခပေးရမလဲတိုင်းပြည်အုပ်ချုပ်တဲ့ဘယင်မင်းတရားကအမိန့်တော်မှတ်လိုက်တယ်တရောင်နဲ့ထောင်းထုံနဲ့ရိုက်ခဲနဲ့ပေါက်လှုပ်ချင်တယ်လို့လှုပ်ပြီးတောက်တန်ထုတ်ပြီးသေအောင်တတ်ကြတယ်ဒါကြောင့်လာမယ်တရားနာပရိသတ်ရေသင်္ကန်းနေနဲ့လေပင်ချီပြီးတော့တရွတ်ဆွဲထူကြထောင်းကြနှက်ကြအဟမလေးမောင်းတို့ရက်စက်လှကြီးလားဆက်လှကြီးလားကွယ်တို့ဒါပေမဲ့လို့မင်းတို့အပြစ်မရှိဘူးငါအပြစ်ဖဲနဲ့တူပါရဲ့ငါအပြစ်ပါပဲ
ငါအပြစ်ပါမောင်တို့ငါသည်ရှိသူတော်ကောင်းများရဲ့စကားကိုမနာကမမှတ်သားပဲနဲ့အလေးမထားပဲနဲ့ဂယုမဆိုင်ဖဲနဲ့ငါသည်သူ့ရေထဲကဆယ်မိတကောဒီတော့မှဖယားအလောင်းတော်ရှင်သေကြီးကနေပဲသေစံကိရေဝမဟန္တုနရဧကစီယဣရာအော်တကယ်တမ်းကြတော့အချို့သောပုဂ္ဂိုလ်တွေဟာစိတ်ကောင်းရှိတော်လည်းပဲအချို့သောပုဂ္ဂိုလ်တွေကတည်ယုံမှကြပါလားတကယ်တမ်းကြတော့ငါဆင်ရတာကတစ်တုံးဆင်ရတာကမြတ်လိမ့်မထင်ပါရဲ့ကာထံနိလိဝိတသေယောဟောနာတွေ့ဝေဧကစီယောနရောရေရဲမျောလာတဲ့တစ်တုံးကိုငါဖယ်ပြီးတော့အခုလူသားကိုဆယ်ခဲ့တဲ့အပြစ်ဟာငါအပြစ်ပါလားရေရဲမျောလာတဲ့တစ်တုံးဆယ်လိုက်ရတာမှထင်းခွဲပြီးတော့ဆိုင်လို့ရလေအောင်မီကြည်သာကျေးဇူးမသိတတ်တဲ့အသက်ရှိတဲ့လူသားကိုဆယ်မိလို့အခုငါကိုအန္တရာယ်ပြုပြီးငါရငယ်မှထင်လို့သူ့တိုင်ပြေကိုဝင်ခဲ့ပါဒီကိစ္စတွေငါအပြစ်ကြီးပါလားသူ့ကိုယ်သူအပြစ်တင်ကာထောင်ရေထဲမှာမျောလာတဲ့ထင်းတုံးကိုနိလိဝိတဆယ်ရင်းသည်သေရောမြတ်ပေးလိုက်အောင်မယ်ထင်းတုံးကိုဆယ်ရတာကမှမြတ်တဲ့ဒါကြောင့်တရားနာပိဋကရှေးလူကြီးများပြောထားတဲ့စကားမရှိဘူးလားပိဋကလူများရှိရှိပါလေဘုရားလေဘယ်လိုများရှိတော့ဆိုမဖြေဘူးကဲတရားနာပိဋကဆိုကြည်စမ်းမြို့ရှေးကပဲပညာရှင်တို့တွင်တွင်ဆိုထားမြတ်စကားကိုမသာမယူကဲစေသူပြည့်ကဲစေတဲ့သူ့အပြစ်လို့ဆိုတယ်မှန်လားပြိဿကြီးဆိုစမ်းမှာကဲစေသူပြည့်ငါသာဖြစ်ပေါ်အော်ရှေးသူမများပြောထားတဲ့စကားကိုငါကြားပါလျက်ကနဲ့ငါကိုယ်တိုင်သွားပြီးတော့ဆယ်မိလို့ငါအပြစ်ပါပဲလားရသေးကြီးကဘာတော့လဲရှေ့ဆက်ပြီးတော့ဆိုလိုက်စမ်းမှာစနစ်အစုံအလုံးစုံကိုကုန်းလုံးပြေဝပြောဆိုရလျင်ရေကြနေဆုံးတော့တစ်တုံးကိုနှလုံးစိတ်ရွှင်ဆဲယူငင်ကမြတ်ပါလှဤဘာလလူသာကဲတင်ညာကအမှားပြည့်မြင်ကျေးဇူးရှင်ကိုကျင်းလျင်သူဆိုအယူချွတ်၍ဟိုပြိဿနည်းနည်းလေးကြုတ်ပြောမရစီဟိုတိုးတိုးဆိုကြနော်မဟုတ်ဘူးကျုပ်ကလန့်သွားမှာဆိုလို့ဒါဩဇာကိုင်းအောင်လည်းပြောရသေးတာလေဘာတဲ့ဆိုလိုက်စမ်းမအမှားပြည့်မြင်ကျေးဇူးရှင်ကိုကျင်းလျင်သူဆိုအယူချွတ်၍မလို့တဖန်ရန်တုံးပြန်သည်ခံရငါဖြစ်ငါအပြစ်ပါရကငါအပြစ်ပဲဆဲတဲ့ငါအပြစ်ပါပဲလို့ဘာတဲ့ဆိုရစမ်းမှာကျေးဇူးရှိမှကျေးဇူးရသည်လောကစကားအမှန်ပါရကပိဿကြီးကျေးဇူးရှိမှကျေးဇူးဆိုတဲ့စကားကြားဘူးတယ်မဟုတ်လားအခုရသေးကြီးကဒီဒုဋ္ဌကုမာရမင်းရဲ့အပေါ်မှာကျေးဇူးမရှိဘူးလားအခုကျေးပြန်စွတ်နေတာတွေ့ပါလားပိဿယခုလိုဆွဲပြီးတော့ထောင်းကြထူကြရိုက်ကြနှက်ကြသဖြင့်ဘာမှလည်းများမပြောဘူးကာထာနိဝိတသေယောနာတွေ့ဝေကစ္စည်းယောနရောလို့ဒါလေးပဲတဖွဝဆိုပြီးတော့အော်ကြည်စမ်းမရေထဲမျောလာတဲ့ထင်းတုံးကိုငါဆင်ရတာကမှမြတ်လေဦးမယ်ကျေးဇူးမရှိတဲ့လူပါလာကိုဆယ်ရခြင်းသည်မမြတ်ပါတကားလို့ဒီစကားထက်ခါဆိုတော့ပညာရှိတဲ့ယောက်ျားတစ်ယောက်ကဟာရပေကြီးဆိုတဲ့စကားဆန်းတယ်မ
မှန်လားပါဗျာမှန်လားပါဗျာရှင်ရသေးကြီးအရှင်ရသေးကြီးသည်တရားတပည့်တော်တို့ဤရှင်ဘုရင်ကြီးအပေါ်၌ကျေးဇူးတရားများပြုဘူးပါသလားဗျာလို့အဲ့ဒါလို့မေးလျှောက်တော့မှဟဲ့တကားငါမှန်တဲ့တိုင်းပြောမကွက်အာဒီခင်ငါမြေကန်းစားမှာသင်္ကန်းကြောင်းတဲ့သတင်းသုံးနေစဉ်ရေရဲမျောလာတဲ့တစ်တုံးကြီးငါသွားဆယ်တဲ့ကွက်အဲ့ဒီတစ်တုံးကိုယူပြီးတော့တစ်တုံးပေါ်ကပန်းလာတဲ့လူသားကိုငါဖယ်ထားလိုက်ရင်တလောက်အန္တရာယ်များမယ်မဟုတ်ဘူးအခုတော့တစ်တုံးကိုဖယ်ထားပြီးတော့လူသားကိုတနာလို့ကယ်လိုက်တာနဲ့အခုငါကျေးဇူးတွေရှိလို့ငါပြန်ပြီးတော့ကျေးဇူးတာပဲလူသားဖြစ်တော့သူကကျေးဇူးပေးမယ်လို့ကွယ်တရိษံတွေကတော့ငါကိုကျေးဇူးမစွကြပါဘူးတိုက်ပြေအောက်ချုပ်ဘရင်ဖြစ်ခါမှငါကိုကျေးဇူးဆက်မဲ့ဆိုပြီးတော့ကျေးဇူးမဆက်ဖဲနဲ့ငါကိုကျေးဇူးတာပဲသူ့မိဘများမွေးတဲ့အသက်ဟာမရှိတော့ပါဘူးကွယ်ငါမွေးတဲ့အသက်သာရှိပါတယ်သူ့ကိုငါကဲတင်ပြီးတော့အသက်ရှင်အောင်ပြုစုလိုက်ပါတော့ကွယ်အခုတော်ဒီကျေးဇူးတွေငါကိုဆက်တော်တာပဲဒီကျေးဇူးတွေငါကိုပြန်ပြီးတော့စွတ်တော်တာပဲလို့ရသေးကြီးကတရားနာပိဋကတချို့နေရာတွေကဖူလို့ပိတ်လို့ပါဇက်ထဲကသွေးတွေထွက်လို့အိုးသင်္ကန်းကလည်းတရားနာပိဋကအဝန်းကြီးစွာမရှိတော့ပါဘူးဟိုနေရာချီဒီနေရာတုံနဲ့ဒီလိုဒုက္ခရောက်ပြီးတော့နေရာမှာပြောလိုက်တော့ပြီးပြီကြားပြီပညာရှိယောက်ျားကတဲလုံးမာတဲ့မင်းစိုးကြည်စမ်းကျေးဇူးရှင်ကိုကျေးဇူးပြီးတော့တင်းတီလို့လုပ်ရမလားဟေးတို့တွေခိုင်ရဒါတွေခိုင်ရဒီတိုက်ထားလို့မဖြစ်ဘူးဟေးโอเคရယူဘာတလုံးထိအောင်သူတော်ကောင်းကိုရေတဲကကဲတင်တဲ့ကိစ္စယခုလို့နှိမ့်ဆက်ရမလားလို့ဆိုပြီးတိုင်းသူပြည်သားတွေကဒုတ်တွေခဲတွေနဲ့တရားနာပိဋကထားတွေလှမ်းနေအကုန်ယူပြီးတော့ဘာပြောကောင်းမလဲဘယင်ကိုဝိုင်းရိုက်တာမချီမဆောင်သေးရပိဋကဘယင်ပဲလို့သေးတော့မချီမဆောင်ကျေးဇူးရှင်ကိုကျေးဇူးတော့သေရောအဲ့တလို့လဲသေပြီးရောဟောတရားနာပိဋကငါတို့ရဲ့ဖယားအလောင်းတော်ကြီးကိုဆင်းပြူတော်ပေါ်မှာတင်ပြီးတော့အဘိသိက်သွန်းလောင်း၍တိုင်းပြည်အုပ်ချုပ်ဘယင်လုံရလျောက်ထားကြသည်ရသေးကြီးပါဖြစ်သွားတယ်ရှင်မရင်ဖြစ်မသွားဘူးလားပိဋကကြီးဒါကြောင့်ဓမ္မတရားနာပိဋကခင်မွန်းကြီး10ပါးမှာပြစ်မှားရင်လေအဲ့ဒါလို့လက်ငင်းဒိဋ္ဌမကောင်းကျိုးခံစားရပါတယ်တရားနာပိဋကကဲခင်မွန်းကြီး10ပါးတော့ကျုပ်နည်းနည်းလေးပြောပြရအောင်ဘုရားပြစ္ဆေကဗုဒ္ဓသာသာဝကအက္ခသာဝကမာတာပိတုဂုရုတ္ထာဒါယကဓမ္မဒေသနာလို့ခင်မွန်းကြီး10ပါးဟောသဖြင့်ဒါလေးတော့ခမည်းတော်သိလိုက်တဲ့လက်ချိုးပြီးဆိုစမ်းမျိုးမြတ်စွာဘုရားပြစ္ဆေကဗုဒ္ဓနှစ်ချောင်းရှိပြီနော်ယဟန္တာအက္ခသာဝကအမိအဖဆရာအဖန်တလဲလဲဆုံးမတတ်တဲ့ဆရာပစ္စည်းပေကံလှူဒါန်းသောဒါယကတရားဟောတတ်သောဓမ္မကထိကဘယ်နှချောင်းနော်10ချောင်းရော့နေဦးမယ်နော်ကြိုက်ပြားဆိုစမ်းမှာသမ္မာသမ္ဗုဒ္ဓဖယားပြစ္ဆေကဗုဒ္ဓဖယားယဟန္တာအက္ခသာဝကဟိုအက္ခသာဝကဆိုတာရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့လို့ပေါ့သဘောပေါက်ရလားပြိဿကဲဆိုလိုက်အက္ခသာဝကအမိအဖဆရာအဖန်တလဲလဲဆုံးမတတ်သောဆရာပစ္စည်းပေကံလှူဒါန်းသောဒါယကတရားဟောပြောသောဓမ္မကထိကဘယ်နှပါးအဲ့ဒီ10ပါးစီတရားနာပိဋကရေခင်မွန်းကြီး10ပါးတဲ့မပြစ်မှားတတ်တဲ့ပုဂ္ဂိုလ်10ပါးလို့မှတ်သွားကြ
အဲ့ဒီမပြစ်မှားလိုက်တဲ့ပုဂ္ဂိုလ်ထဲမှာဖယားမဟုတ်ပြစ်စေကဗုဒ္ဓမဟုတ်ယဟန္တာမဟုတ်အမိအဖဆရာမဟုတ်တော့လေတရားနာပရိသတ်ဒီနေရာမှာရသေးကြီးသည်သူတို့ကိုအသက်ဘေးမှာကဲတင်၍အသီးတွေဟိုအနှံ့နေမကြွေးခဲ့ဘူးလားပရိသတ်ရသေးကြီးသည်တစ်သီးဝလံနေသူရှာထားတာတွေမကြွေးခဲ့ဘူးလားပရိသတ်မီးဖိုပြီးတော့ကိုချမ်းသာအေးတာပြောက်အောင်မီးမလုံစေခဲ့ဘူးလားပရိသတ်ဒါဖြင့်သူသည်ပစ္စည်းပေးကမ်းလှူဒန်းတတ်တဲ့ဒါယကမဖြစ်ဘူးလားပရိသတ်ခင်မွန်းကြီး10ပါးထဲမှာဒီအသေးကြီးမပါဝင်ဘူးလားပရိသတ်အဲ့ဒီလိုခင်မွန်းကြီး10ပါးအပါဝင်ဖြစ်တဲ့ရသေးကြီးကိုစော်ကားတဲ့တိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်ကြီးကျေးဇူးရှိမှကျေးဇူးသဖြင့်အခုတိုင်းသူပြည်သားနှိပ်စက်တဲ့ဓာတ်နဲ့တရားနာပိဋကအသက်မဆုံးဘူးလားအခုရသေးကြီးပါဖြစ်သွားတော့ရသေးကြီးရှင်မရင်ဖြစ်သွားပြီရသေးကြီးဒီရှင်ရသေးကြီးရှင်မရင်ဖြစ်တော့ကရုံးကြီးနဲ့မအောင်မိနဲ့ရသေးကဆံမင်ကရှိပြီးသားရသေးကဆံမင်ရိတ်တာမဟုတ်ဘူးကျွတ်တော့ဘုန်းကြီးရှင်မရင်ဖြစ်ကရုံးကြီးနဲ့ဟိုကအုပ်ရမလို့ဒီကစိုးရမလို့လွယ်မှာမဟုတ်ဘူးရသေးဆိုတော့ဆံမင်ရရှိပြီးသားကျက်ကရသေးကကရုံးလားဆံမင်နဲ့လားကဲဆံမင်နဲ့သူ့အနေနဲ့သူတဲ့လို့ဒီလိုတဲ့တော့ရသေးကြီးရှင်မရင်ဖြစ်ရှင်မရင်ဖြစ်ပြီးတော့တရားနာပြည်သားကြီးတရားသဖြင့်အုပ်ချုပ်၍ဒီဘဝကစုပြီးတည်သောခါလာရသူကတိသို့လာကပေါ့လာယုံနဲ့မကဘူးခုနကပြောခဲ့တဲ့မွေတွေကြွက်တွေကျွတ်တို့ကြေးသားတွေကိုလည်းနန်းတော်မှာခေါ်ထားပါတယ်ဘယ်မှာခေါ်ထားတော့ရိသဘယင်လည်းဖြစ်ရသွားခေါ်တာပေါ့လေဂရေ40ပစ္စည်းတွေအကုန်သွားတိုက်ကြွက်လည်းခေါ်လာမွေလည်းခေါ်လာကြေးသားလည်းခေါ်လာခေါ်ဦးမှဖြစ်မှာသူတို့လည်းထားပြခဲ့လို့ဖြစ်တာမှမဟုတ်ဘဲနဲ့ကြေးသားမွေတွေကြွက်တွေကြေးသားတွေခေါ်မလာဘူးလားခေါ်လာပြီးတော့မွေဘူပါနဲ့ထားတော့ဆိုတော့ရွှေကြည်တောင်းနဲ့မွေရခေတာမဟုတ်ဘူးမကြွက်ကိုဘာနဲ့ထားတော့ဆိုတော့ရွှေရိုင်းနဲ့ကြေးသားလေးဘာနဲ့ထားတော့ဆိုတော့အဲ့ဒီရွှေတွေကိုတရားနာပိသအခိုင်အခက်တွေလှုပ်ပြီးတော့သူကဟိုတုန်းကကျွတ်တို့လက်ပံမင်းကြီးနေခဲ့ရတယ်အခုတော့ရွှေပင်ကြီးပေါ့ဗျာကြေးသားလေးကဘာပင်ကြီးနေရဒီတဲ့ပေါက်တွေကိုလေကျွတ်တို့ဟိုပြားတကားတွေလောင်းပြီးအချိုတွေလောင်းပြီးတော့ပေါက်တွေကိုကျွေးတယ်ကြေးသားနဲ့အဲ့ဒီကျွတ်တို့ကြွက်ကိုမွေတော့မကျွေးပါလေအဲ့လေကြေးသားနဲ့မွေကိုကျွေးတာဟိုကြွက်ကြတော့တရားနာပိသဆန်ကျွေးတာပိသကြွက်ကြတော့ရှင်မရင်ကဘာကျွေးကြွက်ကဆန်ကြိုက်တယ်ဆန်ရည်တွေပါဒီယူဆိုင်ကြွက်ကဆန်ရိုက်တယ်တရားနာပိသဟိုကြွက်ကပြင်ဟန်ကြတာဂရေ40နဲ့အစင်းကိုပြေလို့ဟန်ကြဘူးလားပိသဟိုကြွက်ကဟန်ကြတာခုခေကျွတ်တွေဖြင့်ဟိုဟာဖောက်တရားဖောက်နဲ့တော့ကြပြလူတွေလှူထားတဲ့ခေါင်းတွေကြိုက်လို့ကြိုက်အာသင်္ကန်းတွေကြိုက်လို့ကြိုက်တီထက်ကြွက်လည်းသိမပြောရဲဘူး तू ကပြောလေဆဲလေကြိုက်လို့ဆိုပဲကျွတ်တော့ဘက်ကကိုရင်ကြီးတစ်ပါးကကြွက်ကတဲ့ဆဲလို့ရှိရင်ပိုကြိုက်တယ်ဆိုတော့ तू ကအမီးပါတဲ့ကောင်ရိတ်မရောဟာအာမပို့ဟတ်တယ်အမီးပါတဲ့ကောင်လည်းပြောရဲပို့ဟတ်တယ်အမီးပါတဲ့ကောင်ဆိုတော့ကြွက်ပြောတာတော့တဲ့နေပြီတရားနာပြေးတာကြိုက်မှဆိုရင်ပို့ဟတ်လွှဲချဒါတော့တရားနာပြေးသားရေကြွက်များသည်ဂရေမှုသိကောတဲ့ဝနေမကတော်တဲ့အိမ်ကိုဖြတ်တာကြွက်တောကိုဖြတ်တာမြောက်နော်ခင်ဗျားတို့အိမ်นี่မှာအတော်ဖြတ်စည်းပါအခုကြွက်တွေပြင်ဟိုဟာဖြတ်ဒီဟာကြိုက်နေဟိုတုန်းကကြွက်ကြီးကတော့ဟန်ကြရတာတရားနာပြိဿအဲ့ဒီကြွက်မျိုးများမလိုချင်ဘူးလားလိုချင်နေလေးတာပေးမလို့ပြောနေတာအဲ့ဒီကြွက်မျိုးများလိုချင်ဘူးလားလိုချင်တယ်နော်ဘာမှလိုချင်တာမဟုတ်ဂရေ40ဆိုလို့အဲ့ဒီမွေမျိုးများမလိုချင်ဘူးလားပြိဿလိုချင်ပါမယ်ပြိဿအဲ့ဒီကြေးသားမျိုးများမလိုချင်ဘူးလားလိုချင်ပါပေါ့တလေးဆံပြောတာကိုခင်ဗျားတို့ပဲလုံကြီးတွေစားတော့မှာတလေးဆံဆိုတော့ဟန်ကြပညာတလေးဆံဆိုတာဆန်ထဲမှာအတော်ကောင်းဒါဝတိတရားနာပြိဿကျွတ်တို့တော့ဆင်းရဲစရာပါသလားမသိပါဘူးဆန်ကောင်းကိုစားလို့မရခင်ဗျားတို့အောက်ပြေရောက်လာရင်ကျွတ်တို့ဘိုက်တွေဖောက်ပြန်လာခင်ဗျားတို့ရှိကဆန်နေရအစည်းတွေကျွတ်တို့ကကပိုင်ဆန်တောင်တိတ်ပန်းဆန်ကျွတ်တို့ဘက်ကဆန်ကိုခမ်းမှာစားတာဒီကြဆန်စည်းတွေနဲ့တွေ့ရောဆန်စည်းတွေနဲ့တွေ့တော့စားကောင်းကောင်းနဲ့ကောင်းမဟာဆိုတွန်းစားအစာမချေဘူးနည်းနည်းစားလည်းမဝဘူးညကြစားရောဟာမကြိုက်တဲ့ဆန်နေခင်ဗျားတို့တော့စားနေကြမို့အဆင်ပြေတာပေါ့ကျွတ်တို့ကြစားနေကြမဟုတ်လို့အဆင်မပြေဘူး
ဒါကြောင့်တရားနာပိဿကျုပ်လည်းပဲငငယ်တုန်းကတော့ဖြင့်အစားတော့နဲလို့ပိန်တုန်းကတရားဟောကောင်းပါတယ်ခုတော့ဝါလာတော့တရားကဟောလို့သိမကောင်းဘူးဝါတော့ဘယ်ကောင်းမလဲပိဿအနေထိုင်အထိုင်ထသွားလာအတံမေတိကြစ်ပြီးတော့ထွက်နေရဟမ်းမကြဘူးဝါတာလည်းမပြောနဲ့ပါဇက်များကလည်းလိုက်ကန်းစိုးမသိဘူးဆန်သေးကြီးပါဆိုငါတိကြရတာလွန်ပဲစားလို့ရတယ်ကောင်းတဲ့တရားနာပိဿဒါကြောင့်ပင်မန်းလေစားလို့ကောင်းလေအေးရေးပြက်လေကျုပ်ကအစားမပြက်ဘူးဒါကြောင့်ဒီဓာန်တွေကိုခံနိုင်ပါတယ်ဗျာဒါကြောင့်တရားနာပိဿဒီကနေ့တော့ဖြင့်အစနေလဲဖြစ်ပြန်နားရက်ကလည်းတရက်မှမရှိပါသဖြင့်မနေ့ညကနာရီပြန်နှစ်ချက်ထိအောင်ဟောထားတဲ့ကိစ္စကြောင့်အတန်ကလည်းကြားတဲ့အတိုင်းမနေ့ဖြင့်ကအာမွေးပြီးတော့တဖြည်းဖြည်းနဲ့နောက်ဆုံးညကြတော့အကောင်းဆုံးသတ်ထုတ်ဟောပါပေါ့ဗျာဒါကျုပ်ရဲ့ဟောနေကြထုံးစံအတိုင်းပေါ့ဒါကြောင့်ဒီကနေ့တရားကတော့ဖြင့်ပရိသတ်ကြီးသဘောပေါက်သွားပါလားဗါတဲ့တရားနာမယ်ကကြဲကြဲလေးပြောကြတာမှလူတွေအများကြီးကျေးဇူးရှိမှကျေးဇူးရဒီလိုလှုပ်ဆမ်းမှာအမလီကျုပ်တောင်အတန်ဝင်းနေတာအော်လို့ထွက်သေးတယ်ကံပြေးသားကြီးဒီနေ့တရားကပါတယ်တော့အေးဒါဒီလိုလှုပ်ကြစမ်းပါဩတရားနာပြေးသားဒီကနေ့ကျုပ်တို့တော်လှန်ရေးနေ့ဆိုတော့လေခမရတို့ကမဆိုလို့မငိုလို့ကြိုက်ချင်မှကြိုက်မှမကြိုက်ပြီဒီကျုပ်ကတော်လှန်ရေးနေ့မှာဥအောင်ဆန်းကြီးသွားသတိရဥအောင်ဆန်းတို့နဲ့ပတ်သက်ပြီးတော့မြန်မာပြည်လွတ်လပ်ရေးယူပေးခဲ့တဲ့လွတ်လပ်ရေးဖခင်တို့ကြာဆုံးတဲ့သချင်းလေးတော့နည်းနည်းလောက်များဆိုလိုက်ရင်အတော်ဆင်ပြေမဲ့နေ့နဲ့တူရလားပေးလာချင်းပြေတော့ပေဘူးလားအဲ့ခမရတို့ပြေပါတယ်ဆိုမှတော့ကျုပ်ကနည်းနည်းပြေကြည့်လိုက်ကြအောင်လို့ပါတယ်ဒုက္ခကျုပ်ဒုက္ခဖြစ်ခဲ့ပုံပြောမလို့ကျုပ်ဝါသနာကြောင့်ဒုက္ခဖြစ်ခဲ့တဲ့အကြောင်းကျန်ဒီကမှလေမောင်မြမောင်ကမယ်ဒလင်လေးနဲ့ကြောင်းလာပြီးကျုပ်ကလည်းသူလာမှစီးနဲ့ဝါနဲ့တွေ့သူကမယ်ဒလင်လေးယူလာကျုပ်ကစီးနဲ့ဝါနဲ့တီးသူကမယ်ဒလင်တီးတချင်းဆိုသူကတချင်းဆိုကောင်းတယ်အဲ့ဒီနိုင်ငံတော်ခေါင်းဆောင်ကြီးများကြဆုံးတဲ့တချင်းနည်းနည်းလေးပြောပြရအောင်အတန်ကတော့ကတ်နေသီးခန္ဓာကြအဲ့လေသီးခန္ဓာထောင်ကြတချင်းနာလို့ပဲဖြစ်မလို့ဗါတဲ့စစ်ကြီးဆိုလားစစ်လေးဆိုလားဗမာပြည်လွတ်လပ်ရေးကိုအောင်မောင်းကိုင်ကအခါကကြံရွယ်ဖြစ်ရတဲ့ကံကြမ္မာရဲ့ရဲဘော်အောင်ဆောင်ဗါတဲ့တော့မျိုးရဲပါဆိုပါဇာကြီးတွေပိတ်အားရပါရတလုံးလောက်တော့ဆိုလိုက်စမ်းပါဗမာပြည်လွတ်လပ်ရေးကိုအောင်မောင်းကိုင်ကအခါကကြံရွယ်ဖြစ်ရတဲ့ကံကြမ္မာရဲ့ရဲဘော်အောင်ဆောင်အညပညာလို့တယ်နော်ပြည့်တစားမိစ္ဆာသလို့ညာတမတနာပဲပြုတ်ရလေတော့ငေါကဲဟာကိုလျှောက်ရဲမနေနဲ့ဘူးပြောင်းသွားရတယ်ဇာတတစိတ်မွေးလို့ပြုတ်ရှာကြတယ်လူပါလာရဲ့တဘိုးကြရင်တဘိုးတက်မယ်အောင်မန်းကိုဆုခူးမယ်ဗမာရဲ့မန္တိုင်းရင်ရိုင်းနွမ်းပေါ်ကွယ်ညီညာကြစီကွယ်ဗမာလူလူရဲ့တရားနဲ့ညီစွာဗမာမှရင်သွေးနဲ့လဲရနေုံဝေးသားကြီးကျွတ်တို့ဒီတစ်ခေါက်ကြောင်မြောင်းမှဒီလုံးတိုက်ပြီးရင်နောက်တစ်ခေါက်ယုံဆောင်မှဖြစ်မှာဟာတယောက်တခြားနဲ့ဆိုနေဘူးရမှာပြီးတော့ဗါတဲ့တိုင်းသားပြည်သူလူလူအများရဲ့မချိစရာဖန်လာပြန်နေအမိမဲ့သားရင်နဲ့ငါလို့ခုကိုရမယ်ကြုံလာပြန်တော့တဲ့တိုင်းသားပြည်သူလူလူအများရဲ့မချိစရာဖန်လာပြန်နေအမိမဲ့သားရင်နဲ့ငါလို့ခုကိုရမယ်ကြုံလာပြန်တော့အိုးဘယ်ရရရောရှက်တယ်ခင်ဗျာဒီချာနားထောင်ပါအောင်ပါဘော
နေဦးပါတယ်အိုးအတော်ဆိုးတဲ့တန်သချင်းဆိုမှထွက်လာစောစောအဖြစ်ကတ်တက်နဲ့ကျုပ်ဓာတ်စာကလည်းတစ်မျိုးပဲပြိတ္တာကြားလားပါတယ်အိုးဒီလိုဆိုရမှာနော်ဖေကြီးတို့အိုသုံးလုံးရေးထားတာအိုဆိုပဲစီးကြိုက်ဒီလိုဆိုရမှာမြို့နားထောင်ကြည့်အိုးကြံ့မြည်တသွဲစီမနိုင်တောင်ဟာမရတဲ့နင်တို့မိစ္ဆာလက်ချက်ဦးလို့ဦးမြနဲ့ဆရာချိုးရဲ့ဆရာရာဇက်နဲ့မန်ပါခိုင်တို့ရေမရဏလာငိုမြောင်ရရှာတဲ့ညီနောင်နှစ်သွဲမမျော်လို့ရဲ့ဇာတာတခွင်ဆန့်ကျင်လာတဲ့မလျှော့ရနဲ့ဗမာတို့ရဲ့နောင်တဘူကြရင်လက်တွေ့ပြရမလီအာရပါရရှိတာနော်ကဲဒါကြောင့်တရားနာပရိသတ်ရေဝါဒနာနဲ့ဒီလိုလေးဆိုတော့ဟဲနာနိုင်ပေမဲ့ဟိုခတ်စင်းကြီးခေါ်သွားရင်တော့ဖြင့်ပြင်းမှသိကြတယ်မှန်လားပရိသတ်ကြီးအဲ့ဒီဝါဒနာကြောင့်မောင်မြတ်မောင်ရှိရဒီသချင်းလေးအာရပါရဆိုပြီးလာလိုက်တာတောင်ပြုံးပွဲတွင်မြတ်မောင်ကဘာဖြစ်တယ်မသိဘူးကျိုးဆွဲချဝေရောယူတချင်းဆိုပဲမြတ်မောင်သေးတော့မနေနိုင်လို့သွားကြည့်မျက်လုံးကြီးပြူလို့ရှာကြီးကထွက်လေဘင်းကတစ်ထောင်လောက်ရှိနေအဲ့ဒါကျုပ်သွားကြည့်ကြောက်နဲ့ပြန်လာအကြောင်းတစ်ပါးတည်းဓာမီလည်းမပါဘူးခါကြနတ်သမီးမိချစ်လေးညှက်လို့ဒီထဲကြောက်နဲ့မြတ်မောင်နဲ့ငါနဲ့တချင်းဆိုပဲလိုက်မြန်လာမလားစိတ်ထဲကြောက်မသားလေးစောင်းငယ်လှပါပြီဘုန်းကြီးပြန်နေစောင်းငယ်လှပါပြီတဆေမကြောက်ခဲ့ဘူးသူ့သွားကြည့်တော့မျက်စိထဲမြင်ပြီးတော့ကြောက်နေကြောင်းကြဒီထဲတိုက်တကားဖွင့်ပြီးတော့ကျုပ်တစ်ပါးထဲဝင်လိုက်တယ်မှောင်နဲ့မဲမြတ်မောင်မကြောက်ရတဲ့ထဲဝင်ကားရှိသေးဝုန်းနဲ့ခုန်ထားဟာတန်တော့မြတ်မောင်လိုက်လာပြီမြတ်မောင်လိုက်လာပြီဆိုပြီးကြောက်လို့တရားနာပရိသတ်ရေပြင်မဲ့ပြန်ထွက်ပြန်လှမ်းဆွဲလိုက်မှမသိနောက်မီးချစ်ကလေးထုတ်ပြီးမီးချစ်ဆန်ကလေးယူပြီးချစ်မလို့လဲရွယ်လိုက်ရောမြောင်းကြောင်များဘယ်ချိန်ကဝင်ပြီးကြောင်ရင်မောခုံချမှမသိစိတ်ပေါက်ရှိတာနဲ့သေနာကောင်ကြောင်ဆိုပြီးကျုပ်ရိုက်ထုတ်ဒါကြောင့်တရားနာပိဿဝါဒနာကြောင့်လည်းကျုပ်အဲ့ဒါလိုဒုက္ခရောက်ခဲ့ဘူးပါတယ်ဒီထဲဒီဝါဒနာနဲ့ပတ်သက်ပြီးတော့ဆိုလန်းငိုလာလုပ်ပြီးမြင်းညာမှာကျုပ်မျိုးတော်သိမ်းအောင်တို့နဲ့တရားနာပိဿမျက်နှာချင်းဆိုင်ဝင်ဘိုးတို့နဲ့မျက်နှာချင်းဆိုင်ဟောပြီးတဲ့နောက်တစ်ခေါက်ရောက်တော့ရိုးလေးခေါ်တော့မြင်းညာပိဿကပြန်တယ်ကျန်ဒီကန်ဆရာတော်အရင်တစ်ခေါက်လောက်မကောင်းဘူးတဲ့ဘာဖြစ်လို့တော့ဆိုတော့တရား6တယ်တရားရေဆိုဟောရမယ်တိုင်းမကောင်းဘူးပြောရတော့ကျောက်ကမင်းသားတွေနဲ့အပြိုင်ဆိုတော့တွန်းអော်တာမင်းသားတွေနဲ့အပြိုင်អော်တော့သူတို့ကអော်တာကြိုက်နေអော်တာကြိုက်တော့ကျောက်ကမអော်ဘူးမអော်တော့ပြန်တော့မှဂိုင်းတလောက်ရှိလှကွာဆိုပြီးကျုပ်ဝါဒနာပါတဲ့အကြောင်းပြောပြီးတော့သူတို့မြင်းကြံမြို့ကမင်းသားတတ္တာယုံအောင်ကျော်ခင်ရဲ့အတန်ကျုပ်သဘောကျလို့ဆိုပြီးကောက်ဆိုပြလိုက်အောင်တတော်ထင်းနေကောက်អော်လိုက်တယ်ဟဲ့ကောင်ခုမអော်တာဟာပြန်တဲ့လူတွေပြန်လှဲ့ဆောင်းရပလျာခေါင်းတဆူထီကိုလာကျွန်တော်မျိုးတောင်သူကြီးပါဖယားဘာရင်နိုင်ငံကိုအပိုင်ကြမ်းကြီးဟုငါကြိုင်တိတရခန်းဆိုတာဖာတိတရခန်းဆိုတာဖာလို့ကောက်អော်လိုက်တယ်ဟေးကောင်တွေတို့မြင်းညာမင်းသားလို့လည်းရတာလားရဟာကင်ပြန်ပြေးတယ်ပရိသတ်ရဲ့ဒါကြောင့်ကျုပ်ဆိုတာအော်ဒါလေးတွေကိုခမည်းတော်ခွင့်လွှတ်နိုင်ကြတာပေါ့ဒီချိန်ကြီးထီအောင်အတော်အသင်းအငိမ့်ဆိုလည်းပြန်ပြေးပြီဇက်ပွဲလည်းနေခြင်းမနေမှာအခုခမည်းတော်တရားပွဲဒူးတုတ်ကွေးပြီးတော့တရားနာရတာပွဲလန်းသဘင်ဆိုခြေဆင်းကြည့်လို့ရတယ်မတ်တရကြည့်လို့ရတယ်ဈေးအပြင်းမဲ့ယခုချေဘယ်လိုဝင်ကနေနေကိုထွက်ချင်လို့ရတယ်တရားပွဲကြလှုပ်လို့ကိုမရဘူးထွက်လို့ကိုမရဘူး
ဒါကြောင့်ဒူးကွေးပြီးတော့နာရပါသဖြင့်ခမရတို့လည်းနေဘူးကြီးတဲ့နေပူထားတဲ့နေရာဒူးကွေးနာကြတယ်ကျုပ်ကတော့စင်မောမှုကိစ္စမရှိဘူး။ကိုင်း12နာရီကထိုးချိန်နီးပါပြီဒီနေ့တော့တရားနာပိဋကကျေးဇူးရှိမှကျေးစွတ်ရဆိုတဲ့ဇလန်းကလည်းနှိဋ္ဌိတန်လို့ဥပဒေသာနည်းနည်းလေးမှတ်စမ်းပါပြု။ကိုင်းဆိုသားနောက်ကတော့ကြဟိုမိမလျော့နဲ့ရိုးဖြစ်သွားမှာဆိုကြည့်စမ်းပြုဒုထာကုမာရမင်းသားကဒေဝရအလောင်းမွေကရှင်သာရိပုတ္တရာအလောင်းကျွက်က ရှင်မောဂလန်အလောင်းကျေးသာကရှင်အာနန္ဒအလောင်းရသေးကြီးကဖယားအလောင်းဇပ်ပေါင်းတာသိပလားပြုရသေးကြီးကဘယ်သူပါလိဒုဋ္ဌကုမာရမင်းသားကမွေကအေးကြပုတ်တွေလွဲကုန်တော့မယ်ကြည့်လို့ကြအောင်ရှင်သာရိပုတ္တရာကကျုပ်ကပြောင်းပြန်ဖြစ်သွားတော့ခင်ဗျားတို့ကပြန်ပြောင်းတော့တာပေါ့ပရိသတ်ကြီးမွေကရှင်သာရိပုတ္တရာကျွက်ကရှင်မောဂလန်ကျေးသားကရှင်အာနန္ဒာမှတ်မိသွားပါလားပြုကဲဒါကြောင့်ဆိုကြစမ်းနောက်ကအားလုံးတကဘာလုံးမှမြတ်တတာချမ်းသာကိုစိတ်မြဲပါစေအားလုံးရနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးချမ်းသာကြပါစေအားလုံးကိုရနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးကျမ်းမာကြပါစေကဲအိမ်ပြန်ဖို့ကြပါစို့အတ္တဂေဟေပြောသမျှဟောသမျှတွေကသဘောမကြပဲအပြစ်တွေကလည်းခြေရင်နဲ့ဖုံမုံစိတ်တွေပြစ်ပြသေးသည်သောမိမိတို့အင်္ဂယဌာနသို့နိဝတ္တန်တုသိခရရပြန်ကြပေတော့နိဝတ္တန်တုမေတ္တာရေပခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရကမြန်းစီရောခြေတရာဆွေကလျောင်းပြီးကိုယ်စိတ်နှပြချမ်းသာစွာဖြင့်မှန်စွာမနေပြန်ပါလေတော့ပြန်ကြစေကုန်သတည်း